စိုးရိမ်ပူပန်မှုတွေထိန်းချုပ်နိုင်တဲ့နည်းလမ်းတစ်မျိုးဒီဗီဒီယိုမှာပြောပြပေးပထမဆုံးနည်းလမ်းပုံချမှုနဲ့ကြိုးမြတ်စမ်းစစ်ခြင်းလို့ခေါ်တယ်။ဘာလို့ဆိုလိုတာလဲဆိုတော့စွန့်စားမှုတွေလုပ်ရတဲ့အခါမှာလူတိုင်းကစိုးရိမ်ဒုက္ခတွေရှိလာကြတယ်။ကျွန်တော်ဥပမာလေးနဲ့ပြောရမယ်ဆိုရင်တက်လေကစီးရမှာကြောက်တဲ့သူတယောက်အတွက်တက်လေကစီးရင်အသက်အန္တရာယ်တစ်ခုခုဖြစ်မှာတွေးပြီးတော့တက်လေကားကိုရှောင်ရင်ရှောင်အဲ့လိုမှမဟုတ်ဘူးမဖြစ်မနေစီးရပြီဆိုရင်သူ့မှာကဘာပြတ်ပတ်တယ်ခံစားလိမ့်မယ်အဲ့ဆိုရင်လည်းအဲ့လိုအချိန်မှာဘာလုပ်မလဲကိုယ်ဘက်ကလောက်အောင်မှာစွန့်စားမှုတစ်ခုလုံးလိုက်ပြီဆိုရင်ရရှိလာမယ်စိုးကျိုးတွေနဲ့အဲ့ဒီစွန့်စားမှုကိုရဲရဲရင်ဆိုင်လိုက်လို့ရရှိလာမယ်ကောင်းကျိုးတွေနှစ်ခုကိုချရေးပြီးတော့နိုင်ရှင်ကြည့်လိုက်အောင်ဆိုတော့အဲ့နှစ်ခုကိုနိုင်ရှင်ကြည့်လိုက်တဲ့အခါမှာစိုးကျိုးထက်ကောင်းကျိုးတွေပိုများနေတာတွေ့လာတဲ့အခါမှာမိတ်ဆွေရဲ့စိတ်ထဲမှာဖြစ်နေတဲ့စိုးရင်ပူပန်မှုတွေကဖြည်းဖြည်းချင်းနဲ့ရောကျသွားပါလိမ့်မယ်ဒုတိယနည်းလမ်းကတော့တခြားအရာတွေမေ့ထားပြီးတော့လက်ရှိပြဿနာကိုအာရုံစိုက်တဲ့နည်းလမ်းဥပမာအနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေကလူအများရှိမှစကားပြောရမယ်ဆိုပါစို့လိုအပ်တာတွေလည်းအကုန်ပြင်ဆင်ပြီးတော့ပြီအဲ့လိုအချိန်မှာစိုးရင်ပူပန်မှုကပေါ်လာပြီးတော့ငါပြောတာအဆင်မပြေရင်လူလုံးတယ်ငါပြောတာတခုခုများမှားသွားခဲ့လူတွေဘယ်လိုထင်မလဲအဲ့ဒါတွေကိုတွေးပြီးတော့စိုးရိမ်ပူပန်မှုတွေဖြစ်လာပြီဆိုရင်မိတ်ဆွေနေနဲ့ကျွန်တော်ခုနကပြောတဲ့အာယုံလွဲတဲ့နည်းနဲ့သုံးပြလို့ရတယ်ပထမဆုံးမိတ်ဆွေလောက်အောင်မှာကိုတွေးနေတာတွေကိုရက်လိုက်ဖို့ပါကိုစိတ်ထဲမှာစိတ်ကူးပုံဖော်နေတဲ့ရလက်ဆိုတွေတွေးနေမယ်အစားကိုလက်ရှိလောက်ရမယ်လောက်ကိုအပြည့်အဝအာရုံစိုက်လိုက်အဲ့လိုဆိုရင်မိတ်ဆွေစိတ်ထဲမှာဖြစ်နေတဲ့စိုးရိမ်ပူပန်မှုတွေတဖြည်းဖြည်းချင်းရောကျသွားလိမ့်မယ်ကျွန်တော်အခုပြောတဲ့နည်းလမ်းနဲ့ပြောတာစိုးရိမ်ပူပန်မှုတွေဖြစ်လာတဲ့အချိန်မှာထိန်းချုပ်နိုင်တဲ့နည်းလမ်းမျိုးပဲဖြစ်ပါတယ်ဒီနည်းလမ်းတစ်မျိုးအမိတ်ဆွေကသုံးဝင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်